Hello အားလုံးမင်္ဂလာပါ KK01 ကတ်ကိုကျွန်တော် MBC 3600 C 9000နေထဲမှာ high voltage ကျွေးပြီးတော့ကလပ်အိတ်နဲ့တွဲတဲ့နီလေးပြောပြပေးပါမယ်ညီငယ်တွေတော်တော်များများမေးထားလို့ဟုတ်ပါပြီဒါကတော့မူရင်း driver ကတ်ပါဒီစက်ကအကောင်းကြီးပါဗျဒါတော့လဲစရာမလိုပါဘူးဟုတ်ပါပြီကျွန်တော်ပထမဦးဆုံး driver ကတ်ကိုအထိုင်ချတဲ့နီလေးပေါ့သူ့ရဲ့ပင်ကုတ်ကိုဖြုတ်ဆရာမလိုဘူးဗျသူ့ရဲ့အထိုင်ကုတ်လေးကိုဖြုတ်ဆရာမလိုပါဘူးဒီလိုမျိုးတန်ကုတ်ကဒီဘက်မှာဒီဘက်ငုတ်တငုတ်ကိုဖြုတ်ပြီးလို့ရှိရင်ဒီဘက်ငုတ်ကိုကျွန်တော်တို့ဒီနေရာမှာအပေါက်ဖောက်ပြီးတော့ရွှေ့လိုက်လို့ရပါတယ်ဒါပထမဦးဆုံးလုပ်ရမယ့်လုပ်ငန်းစဉ်ပေါ့နော်ဒုတိယလုပ်ငန်းစဉ်ကတော့ကျွန်တော်တို့ဒီမှာမလိုအပ်တဲ့ဒီ driver တွေပေါ့ဒီ driver တွေဒါ multiplayer ကိုမောင်းထားတဲ့ transistor တွေအဲ့ဘိုင်းကိုဖြုတ်ရပါမယ်ဒီမှာR တွေပေါ့ဒီမလိုတဲ့ R တွေပေါ့ဒီ R တွေကိုဖြုတ်ရမယ်ဒီတန်းအောင်တွေလည်းဖြုတ်ရမယ်နော်ဒီတန်းကင်နှလုံးကိုဖြုတ်ဆရာမလိုပါဘူးကျန်တာဒီ diode တွေဒီဘက်က R တွေအားလုံးကိုဖြုတ်ပလိုက်ပါဒါဆိုလို့ရှိရင်ရပါပြီကလပ် A ပိုင်းလုံးဝဖြုတ်ဆရာမလိုပါဘူးအဲ့တော့ကကျွန်တော်တို့ကဒီ socket ကိုသုံးမယ်ဆိုလို့ရှိရင်လည်းပဲဒီ socket ကနေပြီးတော့ base emitter ကျွန်တော်တို့ connection တွေကိုကောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီ driver ပေါ့ဒီ driver ကိုကျွန်တော်တို့မဖြုတ်ဖက်နဲ့ driver ကို power နေရာမှာထည့်တုံးလိုက်တာပေါ့ဒါဆိုကျွန်တော်တို့ power အရေးအတွက်ပိုရသွားတာပေါ့ဒီမှာကကျွန်တော်တို့ power 10လုံးထည့်ထားတယ်ဒါနဲ့ဆို9လုံးဖြစ်သွားတာပေါ့ဒါဆိုလို့ရှိရင်ဒီတန်းအုပ်နေရာမှာကျွန်တော်ကြောက်တုံးထည့်လိုက်ပြီးပါပြီပြီးရင် base ကို 2.2 ပုံတစ်လုံးထည့်တယ်ဆိုလို့ရှိရင် power နေရာရောက်ပါပြီ driver ကအဲ့တော့မှကျွန်တော်တို့ power cut တွေ driver cut တွေပုံမှန်ထိုးသလိုပါပဲပြီးတော့ base ကိုbase connection သွားမယ်ကျွန်တော် emitter connection သွားမယ်ပေါ့ဒီလောက်ဆိုလုံလောက်ပါပြီကျွန်တော် driver cut ကို power supply ကျွေးမယ်ပေါ့ဒီ driver cut ကိုတော့ကျွန်တော် high voltage ကျွေးရမှာဖြစ်ပါတယ် high voltage ကျွေးမှာကျွန်တော်တို့ credit ကအတန်တင်းမှာဖြစ်ပါတယ်ဒီက120ကနေ140ထိအောင်ကျွေးနိုင်ပါတယ်ကျွေးလို့ရတယ်အဲ့တော့ကကျွန်တော်တို့ပို့ပေးသွင်းပြီးတဲ့အခါမှာတော့ offset voltage ကိုအောက်ဖို့ DC လုံးဝထွက်လို့မရပါဘူးကလိပ်မှာပိုအရေးကြီးပါတယ်ဗျကလိပ်မှာ DC နည်းနည်းလေးစောင်းတာနဲ့ကျွန်တော်တို့ဟန်ချက်ညီတဲ့ဘိုးလေးတွေကိုမရပါဘူးဒါကြောင့်မလို့ driver cut ကိုတခြားချိန်ညှိပြီးတာနဲ့အထိုင်ချလို့ရပါပြီဒီကတ်မှာကဒီလိုမျိုးအထိုင်ချရဆိုလို့ရှိရင်တော့ power supply က crossing ဖြစ်သွားတာပေါ့အပေါင်းကဒီဘက်ရောက်မယ်အနှုတ်ကဒီဘက်ကိုရောက်မယ်ဆိုတော့ crossing ဖြစ်သွားတယ်ကျိုးလေးကို crossing တွဲလို့ရပါပြီဒီတိုင်းဆိုရင်အဆင်ပြေပါတယ်ဗျ okay ပါအားလုံးနားလည်ကြမယ်လို့ညွှန်လင့်ပါတယ်အားလုံးကျေးဇူးပါ